ဘုရားရှင်ဟာပန်းတော်စကလူရန်ပူဇော်ခြင်းနဲ့ဆုတောင်းဖြစ်ပါတယ်အရဟတံဒီနဝကုနေဟိအရဟံအစရှိသောဩဘာသောဂုဏ်တော်တို့နှင့်သံပန္နာကတံပြည့်စုံတော်မူသောနာထံလူနတ်တို့ဤကိုယ်ဝေရာဖြစ်တော်မူသောဗုဒ္ဓံတတ်တော်ထင်ရှားသဗ္ဗညုမြတ်စွာဘုရားကိုဩဒိတရည်မှတ်၍ဇေရိယတဓာတုဇေရိဓမ္မဇေရိဩဒိတဇေရိပရိဘောဂဇေရိတော်မြတ်အားဝန္နာခန္ဓာသံပန္နအစဉ်အနန္တပြည့်စုံသောဣမံပုပ္ပံဤပန်းကိုတက္ကိသံယုယုတိတိဒေမိနိဗ္ဗာန်ဤမှလူရန်ပါဤအရှင်ဘုရားဥစီမိနိဗ္ဗာန်ဤမျောပူဇော်ပါဤအရှင်ဘုရားမေတပိတော်ဤဣဒံပုံညာဤကောင်းမှုသည်အာတဝက္ခယံအာတောတရားလေးပါးတို့ဤကုံရာကုံကြောင်းဖြစ်သောမဉ္ဇဉ်ဘုံညာယနိဗ္ဗာန်ကိုအာဝဟံဧကံရောက်အောင်ရွတ်ဆောင်နိုင်သည်ဟောတုဖြစ်ပါစေတည်းဤနေရာမှာလည်းအမျိုးသမီးလေးများဆိုလို့ရှိရင်မေတပည့်တော်မာဤလို့ပြောင်းဆိုပေးရမှာဖြစ်ပါတယ်စွမ်းတော်ကရေချမ်းတော်ကပန်းတော်ကဟာရေချမ်းကခြင်းပန်းကခြင်းနေရာမှာသာလျှင်ထူးခြားမှုရှိပြီးစွမ်းတော်ကတစ်ခုကိုရရှိလို့ရှိရင်ရေချမ်းတော်ကနဲ့ပန်းတော်ကနေရာလေးတွေပြင်းပြီးတော့ဆိုရုံပဲဖြစ်ပါတယ်အဲတော့စွမ်းတော်ကကိုတည်တည်ချာချာပိုင်အောင်ချက်ထားလို့ရှိရင်ရေချမ်းတော်နဲ့ပန်းတော်ကကိုလည်းလွယ်လင်းတကူချက်ပြီးတော့ပူဇော်လို့ရမှာဖြစ်ပါတယ်